A person goes from his house to a nearby shop at the corner of the street and return home. Can you say that the distance traveled by him is equal to the magnitude of his displacement? အဲ့တော့ person ဆိုတာဘာကိုပြောရလဲ person ဆိုတာ လူပုဂ္ဂိုလ်ပါဆရာ လူပုဂ္ဂိုလ်က goes လုပ်တယ်ဆို goes ဆိုတာဘာပြောလဲ goes ဟုတ်တယ်အားလုံးသိတယ် from ဆိုတဲ့ဟာက from his house သူ့ရဲ့အိမ် သူ့ရဲ့အိမ်မှာ from ဆိုပြီး Good job Okay thank you အဲ့တော့သူ့ရဲ့အိမ်ကနေမှ to shop အဲ့မှာ nearby shop shop ဆိုတာဗါလဲ SAOP shop သူ့ရဲ့အိမ်ကနေမှဈေးဆိုင်ကိုသူသွားခဲ့တယ်အဲ့ဈေးဆိုင်က at the corner of the street corner ဆိုတာလမ်းတောင်ပါဆရာလမ်းတောင် street လမ်းတောင် Good job အဲ့တော့လမ်းတောင်ရဲ့ဈေးဆိုင်ကိုသူသွားခဲ့တယ် and being return home return home Can you say the မင်းဒါကိုပြောနိုင်မလား distance traveled by him သူသွားတဲ့ distance ဟာပြောနိုင်လားဘာပြောမှာလဲ is equal to ညီတယ် the magnitude of his displacement သူ့ရဲ့ displacement ပမာဏနဲ့သူ့ရဲ့ distance တို့ equal to တူတယ်လို့ပြောနိုင်လားအဲ့တော့ distance နဲ့ displacement တူသလားဒါကိုဖြေနိုင်ဖို့ဆိုရင်ဘာကိုဖြေနိုင်ဟမ်အဲ့လိုပြောလို့မရဘူးเนาะမှားတယ်เนาะတူပါမူတူတယ်ဆိုတာဒီတိုင်းပု္ပ္ပစာကိုကြည့်အောင်နဲ့ပြောလို့မရဘူးเนาะတူတဲ့အချိန်ရှိတယ်เนาะတူတဲ့အချိန်ရှိတယ်အဲ့ကြတော့တူလားမတူလားဆိုတဲ့ဟာကိုသိနိုင်ဖို့အရင်ဆုံး concept က distance လို့မဟုတ် displacement သူ့ရဲ့ဘယ်လို define လုပ်ထားလဲဆိုတာကိုနားလည်ဖို့လိုတယ်အစောကပဲဒါတို့မီတို့ပြောခဲ့ပြီးပြီ distance ဆိုတာဘယ်လိုတိုင်းတာရမှာလဲအရာဝတ္ထုတွေနဲ့နားလည်တယ် displacement ကဘယ်လိုတိုင်းရမှာလဲစုံမဲ့ကိုမြင်ဖြောင်းတိုင်းရမှာကိုကြောင့်အဲ့တော့မတူဘူးလို့ဒီတိုင်းဖြေလို့မရဘူး physics မှာစိတ်ခံမှန်းချက်တွေနဲ့ဟိုဟာတော့ထင်တာပဲဒါတော့ထင်တာပဲဒီလိုမရအောင်ဒါကြောင့်မတူဘူးဒါကြောင့်တူတယ်ဆိုတာကို explain လုပ်ရမှာဖြစ်တယ်အဲ့တော့ဘာကြောင့်လဲဆိုတာကိုဒီမှာ explain လုပ်တယ်ပေါ့နော် explain လုပ်တော့တို့တွေကဆရာတော်ဒီမှာတစ်ခုစဉ်းစားပြီး explain လုပ်ထားတာပေါ့နော်အဲ့တော့သူကသူ့ရဲ့ concept displacement နဲ့ပတ်သက်တဲ့ concept ကိုလေ့လာကြည့်လိုက်တဲ့အခါမှာdisplacement ကိုတိုင်းကြည့်ရင်စမှတ်နဲ့စုံမှတ်ကို straight line လောက်ရတယ်အဲ့တော့ house လို့ခေါ်တဲ့အိမ်ကနေ shop လို့ခေါ်တဲ့ဆိုင်ကိုသွားတယ် house နဲ့ shop နဲ့ကိုဘလောက်ကွာဝေးတယ်လို့မပေးထားလို့ x ကွာဝေးတယ်လို့ဒီမှာရေးလိုက်တယ် x တန်ဖိုးအကွာအဝေးရှိတယ်ဆိုပြီးပြောလိုက်တယ်ဆိုတော့ x တန်ဖိုးကွာဝေးတယ်လို့ရေးထားတဲ့ခါကျတော့သူအိမ်ကနေဆိုင်ကိုသွားမယ်ပြီးရင်ဆိုင်ရောက်သွားရင်ရက်သွားတာလားသူ့အိမ်သူပြန်လာသလားဒါဆိုရင်အိမ်ကနေစထွက်သွားတယ်သူဆိုင်ကနေမှဘယ်ကိုပြန်လာခဲ့တာလဲဆိုဒါဆိုသူ့ရဲ့ displacement ကိုစဉ်းစားရမယ်အဲ့တော့သူ့ရဲ့ displacement ကအိမ်ကနေထွက်သွားတယ်အခုအိမ်ကိုပဲပြန်ရောက်လာတယ်ဆိုတော့ displacement ကိုလိုချင်ရင် S by D ပါဆရာ S by D ကို D S by D လို့ပြောမယ်ဆိုရင်မှားတာတော့မဟုတ်ပေမလို့ဒီ program မှာ S by D လို့ပြောမယ်ဆိုရင် time taken လို့ခေါ်တဲ့ t တန်မို့သိလားမသိပါဘူးဆရာအဲ့တော့မသိဘူးဆိုတော့သူ့ရဲ့ definition ကိုစဉ်းစားမယ် displacement ဆိုတာဘာနဲ့ဘာနဲ့တိုင်းရလဲစာမနဲ့ဆုံးမကိုတိုင်းရတာစာမနဲ့ဆုံးမကိုတိုင်းရတာဖြစ်တဲ့အတွက်စာမကလည်းအိမ်ဆုံးမကလည်းအိမ်ဆိုတော့ဒီနေရာပဲအတူတူပဲဖြစ်တဲ့အတွက်သူ့ရဲ့ displacement ကဘယ်လောက်0ပါဟိုတိုင်း distance ကိုတိုင်းမယ်ဆိုရင် distance ကိုတိုင်းရင်ဘယ်လိုတိုင်းရမယ်လို့ပြောထားလဲဆရာလည်းမသိဘူး။Okay good job ဒါဆိုရင်သွားမယ်ဆိုင်ကိုသွားမယ်ဆိုရင် तू ဘယ်လောက်အကွာအဝေးသွားပြီလဲဒီပု္ပ္ပစာအရ X ကွာဝေးပါဆရာ X အကွာအဝေးသွားပြီ maybe
x กว่าဝေးဒီ1 မီတာလည်းဖြစ်နိုင်တယ်100ပေလည်းဖြစ်နိုင်တယ်100မိုင်လည်းဖြစ်နိုင်တယ်အမျိုးမျိုးအဲ့အနီးနားဆိုတော့100မိုင်တော့မဖြစ်နိုင်ဘူးပေါ့နော်ကဲထားပါတော့ပေ100ပေါ့အဲ့တော့ကိုယ့်ရဲ့လမ်းထိပ်ဘက်လမ်းထိပ်ကိုယ့်အိမ်ဝင်တဝင်းကျော်ဆိုတာပေ100ဝင်းဆိုရင်ပေ100ပေ200လည်းဖြစ်နိုင်တယ်ဆိုတဲ့ခါကျတော့သွားတဲ့ x กว่าဝေးပြီးရင်တခါ short ကနေ house ကိုပြန်လာရင်လည်းဘယ်လောက်အကွာဝေးသွားခဲ့ရလဲ X กว่าအဝေးပါမယ် အဝေးဘယ်နှစ်ခါသွားခဲ့တာလဲသူကအသွားအပြန် နှစ်ခါသွားတာပါ နှစ်ခါသွားတယ်အဲ့တော့ distance ဒီ x အကွာအဝေးသွားတဲ့အခါမှာနှစ်ခါသွားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ်ဆိုဒါကြောင့် distance ဒီ 2x လို့ခေါ်တယ်သူ့အိမ်ကိုပြန်ရောက်လာတဲ့အခါမှာသို့တော့သူ့ရဲ့ displacement ကိုစဉ်းစားကြည့်မယ် displacement ဒီ starting point နဲ့ end point စမှတ်နဲ့ဆုံးမှတ်က same ဘာဖြစ်နေရလဲ ညီးနေရပါဗျာ အဲ့အတွက်သူ့ရဲ့ displacement ကဘာဖြစ်နေမှာလဲ 0ဖြစ်နေမှာပါ ဟုတ်လားဆိုလို့ရှိရင်0နဲ့ 2x ဆိုတော့တူသေးလားတန်ဖိုးက ပါပါဆရာ မတူတော့ဒါကြောင့်မင်းပြောနိုင်လားဆိုတော့ဒီဥစ္စာကိုပြောနိုင်လားဆိုဆရာတို့ပြောနိုင်တာက we can say that the distance traveled by him is not equal ညီတယ်လို့ပြောနိုင်လားဆိုတော့အဲ့တော့အဖြေက no ဘာမလုပ်ဘူးလဲ ညီပါညီပါ ညီပါဦးညီပါ နောက်ကနေ we can say that the distance traveled by him သူသွားတဲ့ distance travel ဒီ is not equal to it's not equal to ဘာမလုပ်ဘူးလို့ပြောပြရမှာလဲ မညီဘူးလို့ပြောပြရမှာ ပြောပါဗျာ you can say နေရာမှာဒီနောက်မှာ we can say ကျွန်တော်တို့လို့ပြောလိုက်တာပေါ့နော်အဲ့တော့ I can say လို့မသုံးတော့ဘဲနဲ့ we can say ကျွန်တော်တို့အနေနဲ့ပြောလိုက်တာပေါ့အဲ့တော့ we can say that the distance traveled by him is equal to နေရာမှာ is not equal to the magnitude of his displacement ဆိုပြီးတော့ကလေးတွေရေးပေးရမှာဖြစ်တယ် okay လား ဟုတ်ရပါဆရာဟုတ်ပါတယ်ဆရာ ။ဒါတွေကစဉ်းစားတာဖြစ်တယ်။ဒါတွေကထည့်ဖြေရမှာမဟုတ်ပါဘူး။ဒါတွေကအိမ်နေဒါတွေကじゃထည့်သွင်းစဉ်းစားတယ်ဒါတွေကိုထည့်သွင်းပြီးတော့မှရေးပြီးတော့မှဖြေစရာမလိုပါဘူး exam မှာဆိုရင် no ဆိုတဲ့စကားလုံးနဲ့ပဲမလုပ်ရမလဲဆိုရင်ဖြေပေးရမှာဖြစ်ပါတယ်။ရမလား ရပါတယ်ဆရာ ရပါတယ်ဆရာ ။ရမလားဒါဆိုရင်အဆင်ပြေပြီနော် ဟုတ်ပြီပါဆရာ ။ပြေပြီ။ okay အဲ့ဆိုဖြေမယ်။